လူတိုင်းတည်လို့ရှိရင်အိမ်မှာ9ရက်နေတယ်ဆိုတာတော့လုံးဝမှားပါတယ်နော်အဲ့တော့အစွဲနဲ့တည်သွားတဲ့ပုဂ္ဂိုလ်ဒီအိမ်မှာမကျွတ်မလို့ပဲနဲ့ပိတ်တာပွားနဲ့နေခြင်းနဲ့နေမယ်အစွဲမရှိတဲ့ပုဂ္ဂိုလ်ဆိုရင်တော့ကောင်းရသူဂတိလို့ရောက်ရှင်နဲ့ရောက်မှာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အိမ်မှာ9ရက်နေတယ်ဆိုတဲ့စကားဒီလုံးဝမှားပါတယ်လို့နော်မကျွတ်မလို့ဖြစ်နေတယ်ဆိုတဲ့ဟာတွေကလည်းဘဝတစ်ပါးပြောင်းသွားတာပါပဲအဲ့တော့ဝိညာဉ်ကောင်းလက်ပြကောင်းအတ္တကောင်းမဟုတ်ပါဘူးဒါဘဝတစ်ခုသာဖြစ်ပါတယ်နော်တမဖေနောက်ထပ်မေကွန်းတစ်ခုမေးရှာခွင့်ပြုတော်မူပါဖေအလူတကာကဖုံးကြီးเจ้าမှာပါသမျှဆုံးဟင်းစွန်းထမင်းတွေကိုအကုန်စားပွဲနဲ့ဖုံးကြီးတွေကိုကပ်ပါတယ်ဖေဖုံးကြီးတွေဖုံးပြီးတဲ့အခါမှာကျန်နာတွေကိုအလူတကာဝေယဝိစာအဖွဲ့ကအကုန်စားပလိုက်တယ်ဖေဖုံးကြီးစီကနေပြီးတော့ပြန်စွန့်ဖို့မတောင်းဘဲနဲ့စားလို့ရပါသလားဖေငရဲကြီးပါသလားဖေလို့မိထားပါတယ်ဖေဘုန်းကြီးတွေကဖုံးပြီးလို့ထားခဲ့ပြီဆိုတာစွန့်တဲ့သဘောပဲပေါ့ဗဇက်ကစွန့်တယ်လို့ပြောမှမဟုတ်ဘူးလေအဲ့တော့ဘုန်းကြီးတွေကစားလို့ပြီးသွားပြီထပြန်သွားပြီဆိုရင်ဒါစွန့်ခဲ့ပြီလို့ပဲသတ်မှတ်ရတော့ပေါ့နော်ဟုတ်ရပါတယ်ဆိုတော့